Pokemon Champion ဟာ Pokemon Series အတွက်မှာနောက်ဆုံးထွက်လာမယ် but focus game တစ်ခုဖြစ်ပြီးတော့မှ Pokemon တိုက်ပွဲတွေကိုအဓိကတိစောက်ထားတာဖြစ်ပါတယ် Pokemon Champion ကို2024ခုနှစ် Pokemon Present အစီအစဉ်မှာကြီးညာခဲ့ပြီးတော့မှဒီ game ဟာ Pokemon စနစ်ကိုပုံမတိုးတက်အောင်လုပ်ခဲ့ပြီးတော့မှ competitive play PVP ကိုအဓိကထားတာဖြစ်ပါတယ် ဒီ game ကိုတော့ Pokemon Go နဲ့စီမံခန့်ခွဲပြီးမှ game flow နဲ့တခြား developer တွေဖန်တီးထားတာဖြစ်ပါတယ် April လ10ရက်နေ့မှာထွက်ရှိခဲ့ဖြစ်ပါတယ်2026ခုနှစ် online PVP ကလေးကစားသမားများကြားတိုက်ပွဲ strategy အခြေပြု gameplay competitive ranking system တို့ပါဝင်တာဖြစ်ပါတယ်ဒီ game ဟာ story နဲ့ battle experience ကိုပုံမအာရုံစိုက်တာတော့ e-sport twine Pokemon game တစ်ခုဖြစ်လာနိုင်တာဖြစ်ပါတယ်